ဒီပုံလေးကိုအကြောင်းပြပြီးတော့ဗုဒ္ဓဘာသာစတင်တက်လာပုံလေးပေါ့လေဗုဒ္ဓဘာသာအသင်းပေါ့ယုံတော့ကြတာကထေရဝါဒနဲ့မဟာယာနပေါ့အဲ့ဒီဥဒိမဟာယာနကနေပြီးတော့ဆင့်ခဲ့တဲ့သဖြင့်ကိုဝတိရယာနဗုဒ္ဓဘာသာထပ်ပြီးတော့ဆင့်ခဲ့တယ်အဲ့ဒီဝတိရယာနဗုဒ္ဓဘာသာဥဒိနောကတနည်းအားဖြင့်တန္တရရှာနာလို့ခေါ်တယ်နော်တန္တရယာနဗုဒ္ဓဘာသာလို့ခေါ်တယ်အဲ့ဒီတန္တရယာနဗုဒ္ဓဘာသာမှာလဲလဝဲလက်ရဆိုတာရှိသေးတယ်လဝဲဆိုတာအောက်လန်းလက်ရဆိုတာအထက်လန်းဒီပုံကကြတော့ဦးဇင်းတို့တန်တရာရနာလက်ဝဲမှာတုံးတဲ့မငါးလုံးတော့ရှိတယ်ဦးဇင်းတို့ပကံခက်မှာရှိတဲ့အရေးကြီးတွေကိုပြန်ပြီးတဲ့မြင်ကြည့်ပန်းဦးတက်တာလေအိမ်တော်မြတ်ဆိုလို့ရှိရင်အဲ့ဒီအရေးကြီးကိုပန်းဦးအရင်လွှတ်ပြရတာအဲ့ဒါအခုပုံကအိုက်ကိုင်းပဲနော်အဲ့ဒီအရေးကြီးတွေကျင့်သုံးတဲ့တန်တရာရနာဗုဒ္ဓဘာသာကမငါးလုံးကျင့်သုံးတယ်အဲ့ဒါကိုပင်စမကာရဆိုပြီးတော့ရှိတယ်ပေါ့ရန်အနေများနဲ့ကျင့်တယ်ပေါ့နံပါတ်1ကကြတော့သူကမေတ္တာဆိုတဲ့တေယီတေယနံပါတ်2ကမန္တဆိုတဲ့အသားနံပါတ်3ကမေတ္တာဆိုတဲ့ငါဒီလားနံပါတ်4ကကြတော့မန္တရာဆိုတဲ့မௌဒရာဆိုတဲ့လဟန်ချင်ဟန်နံပါတ်5ကကြတော့မေထုံတဲ့မေထုံပဲအဲ့ဒါအဲ့ဒီပုံကအတိုင်းကမေထုံပဲဒါသူတို့ထွင်လာတာပေါ့လူတွေကဘလောက်ပဲအပြစ်လို့သူတို့ကိုပန်းဦးလှုပ်ပေးမယ်ဆိုလို့ရှိရင်လှုပ်တဲ့ပြစ်တွေအကုန်ပြောက်တယ်တဲ့လားအဲ့ဒါအကြီးကြီးတွေရဲ့တန္တရာယာနာဗုဒ္ဓဘာသာလမ်းစဉ်ပဲတနည်းအားဖြင့်လက်ဝဲပေါ့ပါဠိကတဲ့ဗုဒ္ဓဘာသာပိုင်းနဲ့စာပေလားအမှန်တိုင်းဆိုလို့ရှိရင်မဟုတ်ပါဟိုး stop ရပြီအဲ့တော့ပါဠိစာပေကငါတို့ရဲ့ကိုယ်ပိုင်စာပေဖြစ်တယ်လို့ထင်နေကြတဲ့ဗုဒ္ဓဘာသာဝင်တချို့တွေအခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပါဠိကိုကယူသုံးလို့မရမှုမဟုတ်ဘူးယူသုံးဆွဲခွင့်ရှိတယ်ပေါ့မြည်သည့်ဘာသာဝင်သုံးဆွဲခွင့်ရှိတယ်ပေါ့တိုးတော့ပါဠိကိုသုံးတဲ့နေရာမှာတတ်မှသုံးတာကောင်းတယ်တဲ့လားတတ်မှသုံးတာကောင်းတယ်ဒါကိုတောက်အောင်တင်းမသုံးတာပိုကောင်းတယ်ဦးတင်ဘာကြောင့်တတ်မှသုံးတဲ့တယ်လဲဆိုတာကိုရှင်းပြဦးဇင်းတို့မြတ်စွာဘုရားကိုတမ္မာတန်ဗုဒ္ဓခေါ်တယ်ပေါ့ခရိယန်တွေကျမ်းစာကိုတမ္မာကျမ်းစာခေါ်တယ်ပေါ့မြန်မာမှာလေအဲ့ဒီမှာရှေ့မှာတမ္မာတန်ဗုဒ္ဓဆိုတဲ့သဘောမှာတမ္မာပါတယ်တမ္မာကျမ်းစာမှာဆိုတဲ့သဘောမှာတမ္မာပါတယ်တော့တမ္မာဆိုတဲ့အဓိပ္ပာယ်ကကျတော့မဖောက်မပြန်ဟုတ်တိုင်းမှန်သွားပေါ့နော်ဘယ်ချိန်ဘယ်နေရာဘယ်ဒေသမဆိုဖောက်ပြန်ပြောင်းလဲမှုမရှိအောင်ဖောက်ပြန်ပြောင်းလဲမရှိရင်တမ္မာကိုသုံးသက်ခြင်းမရှိဘူးအယုံတို့တမ္မာတန်ဗုဒ္ဓဆိုတဲ့သဘောလုံးကိုရှင်းမယ်တရားအလုံးစုံကိုမဖောက်မပြန်ဟုတ်တိုင်းမှန်စွာကိုယ်တိုင်သိတော်မူတော့မြတ်စွာဘုရားပေါ့တမ္မာကကျတော့မဖောက်မပြန်ဟုတ်တိုင်းမှန်စွာတန်ခါကိုယ်တိုင်ဘုရားကသိတာအဲ့ဒါကြောင့်သိတာဦးဇင်းဘုရားသိတဲ့တရားတွေကိုဘယ်ချိန်ဘယ်ကာလဘယ်နေရာမှာဆိုကြိုက်တဲ့နည်းတစ်ဖောက်ပြန်ပြောင်းလို့မရှိဘူးအဲ့ဒီလိုဖြစ်မှာတမ္မာဆိုတဲ့တက္ကလုံးတုံးလို့ရတာမတမ္မာကျမ်းစာပေါ့ဒီဘက်ကတော့မဖောက်ပြန်ဟိုတိုင်းမှာဆိုတာရှိတဲ့ကျမ်းစာပေါ့ဟုတ်ပြီအဲ့ဒီကျမ်းစာကတကယ်ကောဖောက်ပြန်ပြောင်းလို့မကင်းရတာပေါ့ဘယ်နေရာဘယ်အချိန်ဘယ်ဒေသမှာမဆိုဒီကျမ်းကမှန်လားပေါ့မှန်လားပေါ့အဲ့ဒီလိုအချိန်မျိုးဒေတာမျိုးကာလမျိုးမှန်တယ်ဆိုမှအဲ့ဒီကျမ်းစာရှင်မှာတမ္မာဆိုတဲ့သကလုံးကိုတုံးလို့ရတယ်နော်အဲ့ဒါကဒီပါဠိကိုတမ္မာဆိုတဲ့အတုံးနှုန်းကိုသိမှာအကယ်၍ဒီကျမ်းစာကမှန်တယ်လို့ရှိရင်တမ္မာတုံးလို့ရတယ်မတုံးလို့မရဘူးပေါ့တုံးလို့ရတယ်အကယ်၍ဒီကျမ်းစာကပြောင်းလဲမှုတွေရှိတယ်ခေတ်ပြောင်းလို့ရှိရင်သူ့ရဲ့တကလုံးနဲ့ပြောင်းနေလို့ရှိရင်တမ္မာသုံးလို့မရအောင်မှန်တယ်သုံးလို့ရတယ်မမှန်တယ်သုံးလို့မရအောင်တမ္မာသုံးတဲ့တကလုံးမရှိသေးနော်ကျန်တဲ့တကလုံးမပြောသေးဘူးအဲ့ဒါကြောင့်ပါဠိကိုသုံးမှဆိုလို့ရှိရင်တမ္မာသုံးတာကောင်းတယ်တရားမင်းဖြစ်ချင်ပါသလား
တရားမင်းဖြစ်ခြင်းလို့ချင်းအချင်း9ပါးကိုကျင့်ပါနံပါတ်1မိဘကိုပြုစုလို့ကြွချင်းနံပါတ်2ကြီးသူကိုကြိုတည်လေးသားချင်းနံပါတ်3နှုတ်တန်တရားချုံမြင်စွာပြောခြင်းနံပါတ်4ဂုံမချောခြင်းနံပါတ်5မနှမျောပဲနဲ့ပေးကန်းစွန့်ကြဲခြင်းနံပါတ်6တစ္ဆာရှိခြင်းနံပါတ်9ဒေါသမထွက်ခြင်းအဲ့ဒီ9ပါးကတရားမင်းဖြစ်ကြောင်းပါအဲ့ဒီ9ပါးကိုကျင့်ရင်တရားမင်းဖြစ်မှာဖြစ်ပါတယ်နော်ဖျားသူတဲ့တကလုံးတင့်တက်လာပုံလေးကိုမျှဝေပေးခြင်းပါတခြားဘာသာဝင်တွေကလည်းဖျားသူပြီးတော့ယူသုံးနေလို့ပါဖျားသူတာပကခက်တုံးကပုံရှာလို့ရည်တယ်ပုံရှာကနေပြီးတော့ဖူရကနေပြီးတော့ဖျားသူတဲ့တကလုံးပြောင်းတာဖြစ်ပါပုံရှာသူတာကကြတော့တရားတခင်ကျေးဇူးရှင်တွေသိပဲရပါတယ်နော်ကိုလမ်းမှန်ပြသပြီးတော့တရားလို့ခေါ်တာပါတရားတခင်လို့ခေါ်တာပါအဲဒီကနေပုံရှာကနေပြီးတော့ဖူရကနေဖျားသူပြီးတော့အစင်းစင်တကလုံးပြောင်းတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့မြက်တာပေါ့ကိရိတာအာတော်တွေကင်းသိမ်းလို့မြက်တာပေါ့အဲ့ဒီအမျက်ဟောဝရကနေပြီးတော့ပရဝါကိုပါပြီးတော့ပရကနေပြီးတော့ပရကနေပြီးတော့ဖျားပေါ့နော်ကိရိတာအာတော်တွေကုန်ကင်းသိမ်းလို့မြက်တာပေါ့နော်အဲ့ဒါကနေပြီးတော့အတင်းတင်းပြောင်းလဲပြီးတော့ဖျားပေါ့နော်ဖျားဆိုတာဖန်သင်းရှင်ကိုပြောတာမဟုတ်ပါဘူးနော်အဲ့ဒါကြောင့်တကလုံးနေပြောင်းမယ်ဆိုလို့ရှိရင်တိမှပြောင်းတာကောင်းမသိရင်မပြောင်းပါနဲ့မသိရင်မသုံးပါနဲ့